လူးလို့ဆိုလိုက်တာနဲ့ရာဇဝင်ဇလန်းတွေပုံမြင်တွေတဲကအလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့အစွဲပါတဲ့တရဝကြီးတွေအဖြစ်သိထားကြပါတယ်။ခေါင်း10လုံးရှိတဲ့ဓာတဂီရီဘလူးကိုလည်းစာရီပေရီထဲမှာအထင်ရှားမြင်နေရတော့မှာပဲ။ပုံမြင်တွေဇလန်းတွေထဲမှာတော့ဘလူးတွေအမြဲပါနေလေးရှိကြတာကကျွန်တော်တို့တနိုင်ငံနဲ့မဟုတ်ပါဘူး။နိုင်ငံတိုင်းတို့လိုမှသူ့ရိုးရာနဲ့သူမျိုးစုံရှိနေကြတာပါ။မြန်မာနိုင်ငံမှာလည်းတန်လွင်မြစ်ဝမှာရှိတဲ့ဘလူးကျွန်းလို့ခေါ်တဲ့ကျွန်းတစ်ကျွန်းရှိတာအားလုံးသိပြီးသားဖြစ်မှာပါ။ဒီနေ့တော့ဘလူးနဲ့ဘလူးကျွန်းတကယ်ပဲဆက်နေသလားဆိုတာသိရအောင်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရာဇဝင်တွေထဲမှာပါလေးရှိတဲ့ဘလူးတွေဟာခန္ဓာကိုယ်ထွားကျိုင်းသူတွေဖြစ်ဟန်တူပါတယ်။လူချင်းအတူတူတော့မှကိုခန္ဓာကြီးမားတဲ့သူတွေကိုလူဘလူးလို့ခေါ်ကြပါသေးတယ်။သမိုင်းရဆိုရင်တော့တန်လွင်မြစ်ဝကဘလူးကျွန်းမှာရှေးအခါကနီဂရစ်တိုလို့ခေါ်တဲ့ခန္ဓာကိုယ်ထွားကျိုင်းတဲ့အသားမဲ့တဲ့ကပ်ပလီလူမျိုးတစုနေထိုင်ကြပါတယ်။ဘလူးကျွန်းတစ်ခုထဲမှာတည်းမဟုတ်ဘဲနဲ့ယခုမွန်ပြည်နယ်နေရာတော်တော်များများမှာပါဒီလူမျိုးတွေပြန့်ကျဲနေထိုင်ကြပါတယ်။သူတို့ကိုတော့သမိုင်းပညာရှင်တွေကစမင်းလို့ခေါ်ကြပါတယ်။မွန်တိုင်းရင်းသားတွေကတော့စမောင်းလို့ခေါ်ပါတယ်။အခုမလေးရှားနဲ့အင်ဒိုနီးရှားမှာစီမမ်လို့သိကြတဲ့ရှေးဟောင်းလူသားတွေရဲ့အဆက်အနွယ်တွေပဲဖြစ်ပါတယ်။ဘလူးကျွန်းနေရာဟာစမောင်းလူမျိုးတွေနောက်ဆုံးနေထိုင်ခဲ့တဲ့နေရာဖြစ်ဟန်တူပါတယ်။ဒေါက်တာ G.A. Gray Arson ကတော့သူပြုစုထားတဲ့အိန္ဒိယနိုင်ငံဘာသနရလေးလာမှုစစ်တမ်းမှာ BC 250အထက်ကဘလူးကျွန်းမှာနီဂရိုအနွယ်ဝင်စမင်လူမျိုးတွေနေထိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။သူတို့ဟာခန္ဓာကိုယ်ထွားကျိုင်းပြီးတော့ရေကူးလဲအလွန်ကျွမ်းတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အသားစားဘလူးတွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။စမင်လူမျိုးတွေဟာမွန်တိုင်းရင်းသားတွေရဲ့တိုက်ခိုက်မှုကြောင့်တောင်ဘက်ကိုတဖြည်းဖြည်းရွှေ့ပြောင်းသွားကြပါတယ်။ဂရိနိုင်ငံကပထဝီပညာရှင်တော်မီကတော့ရွက်လွှင့်သွားလာရမှာမုတ်တမပင်လယ်ကွေ့မှာရှိတဲ့အသားစားတဲ့လူရိုင်းတွေနဲ့တွေ့ခဲ့ဘူးတယ်လို့သူ့ရဲ့မှတ်တမ်းထဲမှာဖော်ပြထားတာဒီစမင်လူမျိုးတွေပဲဖြစ်ဟန်တူပါတယ်။သူတို့ကအခြားလူမျိုးတွေကိုတိုက်ခိုက်တဲ့အပြင်သူတို့အချင်းချင်းလဲအုပ်စုလိုက်ပြန်ပြီးတိုက်ခိုက်လေရှိတဲ့လူမျိုးတွေပါ။တထုံကြောက်စာမှာရှေးတုန်းကတထုံနယ်ဟာဘလူးနိုင်ငံဖြစ်ခဲ့ဘူးတယ်လို့ပါရှိတဲ့အတွက်စမင်လူမျိုးတွေကိုပဲရည်ညွှန်းပြောဆိုဟန်ရှိပါတယ်။တထုံကိုမွန်လူမျိုးတွေဝင်ရောက်လာစဉ်တုန်းကတော့ဘလူးတွေနဲ့တိုက်ခိုက်ခဲ့ရတဲ့အကြောင်းကိုAD 600စုလောက်ကတီဟိုဒီပဝင်နဲ့ကလျာဏီမွန်ကြောက်စာ1500စုတို့မှာပါရှိပါတယ်။မွန်စာပေတွေပုံမြင်တွေထဲမှာလည်းဘလူးတွေအကြောင်းပါလိရှိပါတယ်။စမင်လို့ခေါ်တဲ့ဒီဘလူးတွေဟာမွန်တွေရဲ့တိုက်ခိုက်မှုကြောင့်ပြောင်းရွှေ့ထွက်ပြေးသွားတဲ့အခါမွန်မျိုးပြနိုင်ငံတွေစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ဘလူးဆိုတဲ့အကြောင်းကိုဆက်လက်ပြောပြရမယ်ဆိုရင်တော့ဘလူးဆိုတာပါဠိဘာသာဘီရုကနေမြန်မာလိုဘလူးဖြစ်လာတာပဲဖြစ်ပါတယ်။ကုန်းမာနေတဲ့ဘလူးနဲ့ရေမာနေတဲ့ဘလူးဆိုပြီးတော့လည်းနှစ်မျိုးရှိပါသေးတယ်။ကုန်းဘလူးဆိုတာကတော့တောတောင်တစ်ပင်အဆောက်အုံမြေကွင်းပြင်တွေမှာနေကြတာဖြစ်ပြီးတော့ရေဘလူးတွေကတော့သမုဒ္ဒရာမြစ်ချောင်းအင်းအိုင်ရေကန်စတာတွေမှာနေကြပါတယ်။တချို့ဘလူးတွေဟာနတ်မင်းတွေဘရင်တွေစီကနေရာဒေသပိုင်းခြားပြီးသူတို့ပိုင်တဲ့ထဲကတရဝါကိုအပိုင်စားရကြပါတယ်။ဒါပေမဲ့တချို့ကတော့ထူးထူးခြားခြားနတ်မှာဖြစ်တဲ့အစာဒါမှမဟုတ်လူတွေပူဇော်ပတာတာကိုစားဝင်ရကြပါတယ်။ဘုံနဲ့ခွဲမယ်ဆိုရင်တော့နတ်ပြည်မှာဖြစ်တဲ့ဘလူးနဲ့လူပြည်မှာဖြစ်တဲ့ဘလူးဆိုပြီးတော့လည်းခွဲခြားထားပါသေးတယ်။နတ်ပြည်မှာရှိတဲ့ဘလူးတွေကတော့ဝိရုရကနမင်းကြီးရဲ့အချမ်းအယံအလုတ်ကျွေးတွေဖြစ်ကြတဲ့ဂုံမန်တွေကုဝေရနမင်းကြီးရဲ့အချမ်းအယံအလုတ်ကျွေးတွေဖြစ်ကြတဲ့အိန္ဒာတော်မှစတဲ့ဘလူးစစ်တီတွေတေလာလော့တထလော်လော်စတဲ့အဆောက်အအုံကိုရံတော်ဘလူးတွေဖြစ်ပါတယ်။လူပြည်မှာရှိတဲ့ဘလူးတွေကတော့ရခိုက်တစေပြိတ္တာဖုတ်တာနော်စတာတွေပဲဖြစ်ပါတယ်။ရာဇဝင်ကျမ်းတွေနဲ့ဗုဒ္ဓစာပေကျမ်းဂန်တွေမှာတော့မြတ်စွာဘုရားရှင်လက်ထက်မှာအာလာဝကဘလူးဟာအာလူပြည်အနီးမှာရှိတဲ့တောအုပ်ထဲကညောင်မင်းတပင်ကိုအပိုင်စားရထားပါတယ်။ညောင်မင်းအောက်ကိုရောက်လာတဲ့သူတိုင်းအရာတိုင်းကိုစားခွင့်ပိုင်ဆိုးခွင့်စတုမဟာရေနှမင်းကပေးထားတာပါ။တနေ့တော့ဂေါရမမြတ်စွာဘုရားရှင်ရောက်ရှိလာပြီးကျွတ်တန်းဝင်ချိန်ရောက်နေတဲ့အာလာဝကဘလူးကိုဗုဒ္ဓမြတ်စွာဘုရားရဲ့တရားဓမ္မနဲ့အတူစုံမလမ်းညွှန်ထိန်းကွပ်ခဲ့တဲ့အတွက်ကြောင့်အာလာဝကဘလူးကြီးလည်းနောက်ဆုံးမှာတောတာပန်ဖြစ်သွားခဲ့ရပါတယ်။ဘလူးတွေလူရောင်ဆောင်ထားရင်ထူးဆန်းပါတယ်။ထူးကြတာကဘလူးတွေလူရောင်ဆောင်ပြီးဆိုရင်မျက်စိတောင်းတွေနီလာပြီးမျက်တောင်မခတ်ပါဘူး။အရေးလဲလုံးဝမထွက်ဖဲအကြောက်ရွံ့မရှိအထိတ်လန့်မရှိဘဲနဲ့မူရာအသွင်ပြင်းတွေဟာရက်ဆက်ကြမ်းကြုတ်ကြပါတယ်။လူကိုဘလူးဝင်စီးထားရင်လည်းဒီလိုပဲဖြစ်တယ်လို့ဆိုပါတယ်။ဘလူးတွေဟာအဆောင်အရှောက်အလုပ်များစွာကိုတာဝန်ပေးခံရတဲ့အတွက်နတ်မင်းကြီးတွေရဲ့အချမ်းအယံအလုပ်ကျိုးတွေဖြစ်ကြတဲ့ဘလူးစစ်တီတွေကိုရည်စူးပြီးဖျားစီတီတိမ်ချောင်းတစောင်းရေကန်တွေမှာဘလူးရုပ်ထုတွေထုလုပ်ထားတတ်ကြပါတယ်။ဒီလိုထုလုပ်ထားတာဟာလည်းအစင်လာတရက်တစ်ခုအနေနဲ့ထုလုပ်ထားတာဖြစ်ကြောင်းတင်ဆက်ပေးမှုလေးကိုတော့ဒီမှာပဲခေတ္တခဏရန်နာခွင့်ပြုပါခင်ဗျာ။နားဆင်ကြတဲ့သူများအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ။